မိုးလေဝသသတင်းတွေကိုလေ့လာစောင့်ကြည့်ဖြစ်တဲ့တားတီးတဲ့ကြားကြီးအခုတော့မှမိုးလေဝသသတင်းတွေကိုတားတီးတဲ့ကြားကြီးတို့လေ့လာစောင့်ကြည့်ဖြစ်ပါတယ်စောင့်ကြည့်ပြရတဲ့အကြောင်းအရင်းတွေကလည်းကပိုင်းပူနွေးလာမှုတစ်တော်မျိုးစိတ်များပြုံးတိမှုနဲ့မကြာခဏငလျင်လှုပ်ခြင်းရေကြီးရေရှမ်းခြင်းများကြောင့်လဲတားတီးတဲ့ကြားကြီးကားမစီးဘဲနဲ့ဟိုဟာစီးနေရမှာဆိုတဲ့အတွက်ဆိုရင်ပို့ပြီးတော့မှန်ပါလေမိုးလေဝသသတင်းဆိုရင်လည်းကြားကြီးတို့ကတိကျမြန်ဆန်ပြီးတော့ရှင်းလင်းပြတ်သားမှသဘောကျနှစ်ချိုက်တာမျိုးဖြစ်ပါတယ်ဒါကြောင့်အခုရက်ထဲပြည်တွင်းကထပ်ပြည်ပကမိုးလေဝသသတင်းတွေကိုကြားကြီးတို့ပို့ပြီးတော့စောင့်ကြည့်ဖြစ်တာပါကြားကြီးတို့စောင့်ကြည့်ဖြစ်တဲ့မိုးလေဝသသတင်း TV Channel ကတော့တော့ကိုမှစုံလင်လာပါတယ်မိုးလေဝသသတင်းပြင်ကြားကြီးတို့သဘောကျတဲ့အားကစားသတင်းလည်းပါဝင်တာဖြစ်လို့တိတ်ကိုမှဟန်ကြတကိုးလို့ဆိုရမလို့ပါပဲမိုးလေဝသသတင်းတွေကိုဆရာစားမချန်ပြန်လည်ပြီးတော့တင်ဆက်ပေးတဲ့ကြားကြီးတို့ရဲ့ဖြေမစေတဲ့မဟေတီလေးကလည်းတင်ဆက်ရမှာမျက်စိပသာရရှိပြီးတော့ရှင်းလင်းပြတ်သားတိကျလုံးတဲ့အတွက်ကြောင့်သတင်းလည်းကြည့်ရင်အတွေးခေါ်ဘူးသူတာတွေကိုပို့ပြီးတော့ကျေပြန့်တိုးတက်စီမှာမှန်ပါပဲဘင်္ဂလားပင်လယ်အော်မှာလိုင်းတွေထန်နေရခြင်းကိုလည်းသူမအနေနဲ့မကြည့်ရနိုင်ပဲတားတီးတဲ့ကြားကြီးနဲ့အခုဗီဒီယိုကိုကြည့်နေတဲ့စောက်ပြင်းမရှိတဲ့ငနဲတွေအတွက်နေ့စဉ်မပြတ်စိုးရိမ်နေရတာကိုလည်းတွေးရပါတယ်သတင်းတင်ဆက်တဲ့ချစ်စပွဲမူရာလေးတွေနဲ့တူမိုးလေဝသသတင်းမကြည့်ခြင်းနဲ့ညီကိုတွေကိုစိတ်အောင်နေပြန့်လင့်မသွားရအောင်လို့နီးဗျူဟာတွေထုတ်သုံးတတ်တဲ့သူမရဲ့အကျင့်စရိုက်လေးတွေကလည်းကြားကြီးတို့တားတီးဖို့တော့ခွန်အားပြည့်ဖြိုးနှစ်ဆတိုးစီတာဖြစ်ပါတယ်တစ်ဖက်ကလည်းတားတီးတဲ့ကြားကြီးပါဝင်အခုဗီဒီယိုကိုကြည့်ရှုနေတဲ့စော်မရှိတဲ့ဘဲတွေကိုခဲလုံးရောင်ကြီးတန်းနေပြီးတော့အပြင်သွားတိုင်းကာကွယ်နိုင်မှုအတွက်သူမအနေနဲ့စိတ်စေတနာအရင်ခံကတရုပ်ပြပြီးတော့လိုရှင်လူးပြတာဟာဘူးထားတဲ့ညိုကီတွေကိုရွတ်တွားပြီးတော့ကြုံမထစေချင်တဲ့ဂိူနာကြောင့်ပါပဲနောက်ပြီးတော့သူမဟာမိုးလေဝသသတင်းများမစခင်ကျမ်းမာရေးလိုက်စားတတ်တဲ့ညီကိုမောင်နှမများအတွက်လည်းတစ်ဖက်တလန်းကနေယောဂကိုပြောမရအောင်စော့ပြပြီးတော့ဘယောဂတွေလောဘတွေနေစဉ်ဘဝမှာကင်းဝေးစေချင်တာလည်းဖြစ်ပါတယ်ဒီလိုမျိုးသတင်းချင်းညာတင်ဆက်နေသူတွေရှိတဲ့အတွက်အာရောကြံဗရမန်လာပန်ကျမ်းမာခြင်းသည်လက်ကြီးတစ်ပါးလို့ပြောနေရတာပါတနေ့လေတိုက်လိုက်မွေကိုက်လိုက်လှုပ်ပြီးတော့အရေးမြအဖက်မရကီးဘုတ်ဖိုက်တာလှုပ်နေတဲ့ညိုကီတွေအတွက်လည်းသူမအားကစားသတင်းတွေကိုတင်ဆက်လေးရှိနေသေးတာလည်းပဲဖြစ်ပါတယ်ချစ်သားလူမိုင်းမောင်ငဆိုင်သတင်းတွေပြင်မော်ဝင်ဆိုင်ပြတဲ့တော်ဝင်ခန်းသားတို့ရဲ့သတင်းတွေကိုလည်းအပတ်စဉ်တင်ဆက်ပေးနေသေးတာပါဒါကြောင့်မိတ်ဆွေရနိုင်ငံတကာဘောလုံးသတင်းတွေပြင်ဥရောပထိပ်သီးကလပ်အသင်းတွေအကြောင်းပုံမို့ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့ဖြင့်လူကြီးမင်းတို့အနေနဲ့ဤကောင်မလေးရဲ့ဘောလုံးသတင်းတင်ဆက်မှုအစီအစဉ်တွေကိုလေ့လာစောင့်ကြည့်သင့်တယ်လို့ဘောချစ်တဲ့ဘောမြတ်နိုးတဲ့ဘောဂျိုဘောပြက်ဘောကင်ကျန်းနဲ့စောလိုင်းတန်းစတဲ့198ခေါက်သောအကွက်ဆန်းတွေကိုတစ်ဖက်တလန်းမှာတက်ကျွမ်းခြင်းတော့ဖြင့်အဆိုပါ channel ကမင်းတို့လို FA အတွက်တော့ပြင်းပြေပြီးတော့ဘဟုတုတတိုးစီမှာတေချာလို့နေပါပြီအခုလောက်ဆိုရင်ဒီစာအုပ်ရေးသားသူဒါတီးတဲ့ကြားအနေနဲ့ခင်းဝါလေးအတင်းတားနေတဲ့ကြားကမိုးလေဝသသတင်းတွေကိုဘာကြောင့်ကတ်တိုးလေးစောင်းကြည့်ပြနေလဲဆိုတာကိုသိပြီးလောက်ဖြစ်မှာပါမိတ်ဆွေတို့ကလည်းမသိသူကြော်သွားသိသူဖော်စားလို့ပြောမှာဖြစ်ပြီးတော့လူကြီးမင်းနေနဲ့အိမ်ကအိမ်သူတထားဇနီးမယားရဲ့ရှေ့မှာသွားပြီးတော့ကြည့်မိရင်တော့တခါတည်းမာလကီရသွားစီမှာသေချာနေပါတယ်ဒါကြောင့်ကြားကြီးတို့လိုတားတီးဖို့နဲ့ဘူးသူတာကျွဲဝါစေဖို့နောက်ပြီးတော့ဖွကြားကနေ9000ကြားဖြစ်ဖို့အတွက်အာစာချိုင် Facebook page နဲ့ YouTube TikTok channel တွေကို like and follow လုပ်ထားဖို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ